အားလုံးပဲမင်္ဂလာပါအာကီပါဒီနေ့မှာတော့ကျွန်တော်တို့လို VTuber model တွေကိုလည်းလိုချင်တယ်ပတ်စံလည်းမကုန်ချင်တဲ့သူတွေအတွက်နည်းလမ်းလေးပြပေးပါမယ်အဲ့ဒါကတော့ဒီ RV ဆိုတဲ့ app ကလေးဖြစ်ပါတယ်ဒီ app လေးကတော့ Android မှာရော iOS မှာရောအသုံးပြုလို့ရတယ်ဆိုပေမဲ့ကျွန်တော်ကတော့ Android သမားဖြစ်တဲ့အတွက် Android မှာဘယ်လိုထောင်းရမလဲဆိုတာပြပေးသွားပါမယ်။ RV ကပုံမှန်မြန်မာ location နဲ့ဆိုရင်ဒီလိုပေါ်ပြီးတော့ download မရပါဘူး။အဲဒီတော့ download အတွက်ဆိုရင်ဘာတွေလိုအပ်လဲ။ download အတွက်ဆိုရင်တော့ VPN တစ်ခုနဲ့ Play Store နဲ့ပဲရှိဖို့လိုအပ်တာပါ။ပထမဦးဆုံး Play Store ကိုပြီးရင် App Info တွေကိုဝင်ပေးရပါမယ်။ပြီးသွားရင်တော့ clear data တွေကိုဝင်ပြီးတော့ clear all data လုပ်ပေးရပါမယ်ပြီးသွားရင် VPN တွေကိုဝင်ပြီးတော့ VPN ကျော်ရပါမယ်ကျွန်တော်ကတော့ US ကိုပဲ VPN ကျော်လိုက်ပါတယ်နောက်ဆုံးအနေနဲ့ Play Store တွေကိုဝင် AVP1 တို့ရိုက်ချလိုက်ရင်အဆင်ပြေသွားပါပြီဒေါင်းမီသားပြည့်နေတဲ့အတွက် open ဆိုပြီးပေါ်တာပါမတောင်းရသေးဘူးဆိုရင် install ဆိုပြီးပေါ်လာတဲ့အခါမှာ install တင်လို့ရပါပြီကဲအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နောက်တဲ့ဗီဒီယိုလေးကြာရင်ပြန်တွေ့မယ်နော်ဘိုင်ဘိုင်ပါ